Bruno Fernandes ဖိပြတ်သွားတဲ့အရှက်မရှိတဲ့ဒိုင်ရဲလို့ရဲ့ Brentford နဲ့ပွဲမှာ United က Benjamin Sesko ရဲ့ပထမဆုံးသွင်းဂိုးနဲ့အသက်ပြန်ဝင်ခဲ့ပေမဲ့ Bruno Fernandes ဒုတိယပိုင်းမှာရခဲ့တဲ့ penalty ကို Brentford ကိုသမားကကာကွယ်ခဲ့တာကြောင့်ခြေပါကိုရရှိဖို့ခွင့်ရကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ Bruno ဟာဒီယာဒီလီပွဲစဉ်3ပွဲမှာနှလုံးမြောက် penalty ကိုလည်းချော်ခဲ့တာပဲဖြစ်ပါတယ်။ဒီချိန်မှာ United ပရိသတ်ရဲ့ဒေါသကိုပုံမမြင့်တက်စေခဲ့တဲ့အချက်ကတော့ penalty မကန်မီအချိန်ဆွဲမှုတွေပဲဖြစ်ပါတယ်။ဒါအပြင် penalty မပေးမီအမှုပေါ်ကျူးလွန်ခဲ့တဲ့ပြည်တဲ့အတွက် VAR စစ်ဆေးမှုဟာတမန်ထက်အချိန်ပိုကြာမြင့်ခဲ့ပါတယ်။ Brentford ဒီပြ Andrew က penalty မကန်မီအချိန်မှာလူစားလဲလှယ်မှုတွေပြုလုပ်ခဲ့ပြီးအချိန်ပိုဆွဲခဲ့ပါတယ်။ဒီလိုရဲ့အကြောင်း Fernandes ဟာ penalty ကန်မှုအတွက်4မိနစ်နီးပါးဆောင်တိုင်းခဲ့ရပြီးဒါက penalty ကန်သွင်းသူရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်တဲ့နည်းဗျူဟာဖြစ်တယ်လို့ United ပရိသတ်တွေကယူဆခဲ့ကြပါတယ်။ဒါကြောင့် PGM1 ဒန်လိုကြီးများအဖွဲ့အစည်းဟာ Brentford ကိုဘာကြောင့်လူစားလဲလှယ်ခွင့်ပေးခဲ့တာလဲဆိုတာကိုရှင်းပြဖို့ဖိအားပေးခံနေရပါတယ်။ United ပရိသတ်တို့က penalty ပေးပြီးကန်ဖို့မလုပ်ခင်လူစားလဲလှယ်မှုပြုလုပ်ခွင့်ရတာပုံမှန်ဟုတ်ရဲ့လားဆိုတဲ့အဖြေကိုတရားရောက်များသိကြပါလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ပရိသတ်တို့ကလည်းကျွန်တော်တို့မတရားခံခဲ့ရပါတယ်တကယ်တော့အဲ့ဒါကအနီးကပ်ဖြစ်တင်တာပါဒါအပြင်ဒန်လိုကြီးက penalty မကန်ခင်ဘာလို့လူစားလဲခွင့်ပြုရတာလဲဒေါသထွက်လွန်လို့ပါဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်နောက်ထပ်ပရိသတ်တို့ကလည်း penalty ပေးပြီးကန်ဖို့မလုပ်ခင်မှာ Brentford ကိုလူစားလဲခွင့်ပေးတာဘယ်လိုလုပ်ဖြစ်နိုင်တာလဲဒါကမယုံနိုင်စရာကောင်းပါတယ်လို့ဝေဖန်ပြောဆိုခဲ့ပါတယ်တခြားပရိသတ်တို့ကလည်းဒါကျွန်တော်တို့ရဲ့ United လားဗျာ3-1နဲ့ရှုံးနေခဲ့တာကိုဘယ်လို့မှခံနိုင်မရှိဘူးအမေရိကန်စောက်ကြည့်နေတာကြပြီးသူကလှောင်ထဲမှာပိတ်မိနေတဲ့ကြွက်လို့လမ်းပြောင်နေတော့မယ်အဝေးဝင်နိုင်ဝဲရှစ်ပွဲစတိုင်းမရဘူးဆိုတာဘာအထိပ်ပဲလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်